နာမည်ကြီးဆယ်လီ ARD မှမဒိန်းကျင့်ခံရပြီးရက်ရက်ဆက်ဆက်အသက်ခံရတဲ့တပ်တွေကိုထိုင်းရုပ်သံ Channel H က CCTV ကနေတဆင့်ဖော်ထုတ်ခဲ့တဲ့ဗီဒီယိုကိုဘာသာပြန်ပြီးတင်ဆက်ထားပါတယ်။စိတ်ဝင်စားဖို့အရန်ကောင်းလို့အဆုံးထိကြည့်ပေးပါ။ ARD မှရဲ့အလောင်းကိုမဲဆောက်မြို့ဖာထောင်ရွာနာကကုတ်ကိုပင်အောက်မှာဝတ်ထားတာကိုတွားတွေ့ခဲ့တာပါ။မိဘပြည်သူများအားလုံးမင်္ဂလာပါရှင်။ My Village မြန်မာ Channel မှာပြန်လည်ကြိုဆိုပါရရှင်။ကျွန်မနဲ့အတူ reaction ဗီဒီယိုများကိုလိုက်ပါကြည့်ရှုပေးကြပါအောင်ရှင်။ကျွန်မနာမည်ကတော့တရားကြီးဖြူပါရှင်။သူကတခါတလေယောက်ျားလေးလိုဝတ်တယ်။တခါတလေမိန်းကလေးလိုဝတ်တယ်။ဒါပေမဲ့မနေ့ကသူဟာအင်မတန်ရက်ရက်ဆက်ဆက်အသက်ခံခဲ့ရတယ်လို့ပြောရတာကသူဟာမျိုးသားတစ်ယောက်နဲ့ချိန်တွေ့ဖို့တွားခဲ့ပုံရလို့ပါ။အခုဒီနေ့ရရှိတဲ့တက်တဲ့အစ်စ်ကိုပြောပြတော့မယ်။ဒါကတက်ခရိုင်ကလူတွေတရားခံကိုဝိုင်းဝန်းရှာဖွေပေးနိုင်ဖို့တက်တဲ့တစ်ခုဖြစ်လာမှာပါ။19ရက်နေ့ည7:18မိနစ်အလောင်းမတွေ့ခင်မှာကိုဟာဂျင်းရီဟိုတယ်နားမှာအမျိုးသားနှစ်ယောက်နဲ့လမ်းလျှောက်နေတာကိုတွေ့ရပါတယ်။ဟောကြည့်လိုက်ပါဦး။ဒီဟာကတန်တရားရှိသူဖြစ်ပါတယ်။ဒီဟာမင်းမှာအပြစ်မရှိရင်ကိုယ်တိုင်လာရောက်အစစ်ဆေးခံပါ။ဒီဟာကိုလာစေချင်ပါတယ်။ဘာလို့လဲဆိုတော့ဒါဟာသူမအသက်ခံရပြီးတောရဲမှာအလောင်းဖြောက်မခံရခင်နောက်ဆုံးတွေ့လိုက်ရတဲ့ပုံရိပ်ဖြစ်နေလို့ပါ။သူတို့ဂျင်းရီဟောတယ်နားကိုရောက်လာကြတယ်။ဒီဟာကရုပ်ချောချောလေးပဲနော်။ဒီဟာနဲ့အမိမတိမျိုးသားတစ်ယောက်ကဒီဟော်တယ်မှာတဲဖို့ပြောနေတာလားမသိဘူး။ CCTV ကနေအရင်ကြည့်ရအောင်။ဒါကတီဟပါမြန်မာနိုင်ငံသားပဲဖြစ်မယ်။မနေ့ကချိန်တွေ့ခဲ့တဲ့မိမရှာလေးနဲ့ချက်မှာစကားပြောခဲ့တဲ့သူပါ။ချက်ကိုကြည့်ရအောင်။မနေ့ကရဲတွေကမြန်မာဘာသာနဲ့ရေးထားတဲ့အချက်လက်တွေကိုတွေ့ခဲ့ပါတယ်။အဲ့ဒီချက်နဲ့ဟိုတယ်ရှိကပုံကိုရှင်းပြပေးပါ။တေဆုံးသူနဲ့တီဟာတို့စကားပြောတာကတီဟာကမမလာမလားလို့မေးတယ်။တေဆုံးသူကဘယ်မှာလဲအခုဘယ်မှာချင်းမှာလဲလို့ပြန်မေးတယ်။တီဟာကဈေးနားမှာချင်းရအောင်လို့ပြောတော့တေဆုံးသူကဘယ်ဈေးလဲလို့မေးတယ်။သူကတီခေနာကဈေးလို့ရှင်းပြတယ်။ဒါပေမဲ့တေဆုံးသူကအဲ့ဒီနားမလာခြင်းဘူးလူများတယ်မောင်လေးအရင်တခါစောင့်နေကြနေရကိုလာခဲ့ပါလို့ပြောတယ်။ဒါဆိုရင်သူတို့အရင်ကစုံဘူးကြတာပေါ့။တီဟာနဲ့အရင်ကစုံဘူးပုံရပါတယ်။တီဟာကအခုသွားရှာပါမယ်။ကားပတ်မောင်းပြီးလာကြုံမယ်လို့ပြန်ပြောတယ်။ဒါကပထမစာမျက်နှာဒုတိယစာမျက်နှာမှာကျတော့တီဟာကတေဆုံးသူကိုလာဖို့စွတ်ခေါ်နေတာတေဆုံးသူကမလာခြင်းဘူးလို့ပြောပေမဲ့တီဟာကလာပါမမရဲ့တခုခုသွားတော့ရအောင်လို့ပြောတယ်တေဆုံးသူကဟိုဘက်မှာလူတွေရှုပ်တယ်မောင်လေးဘသူနဲ့လာတာလဲလို့မေးတော့တီဟာကအခုလာနေပြီအကိုတယောက်နဲ့လာတာလို့ပြောတယ်ဒါဆိုအတူတူပါလာတဲ့နောက်တစ်ယောက်ပေါ့ဒါကအသက်မခံရခင်ကချက်တွေကိုဖော်ထုတ်ထားတာပါတီဟာနဲ့နောက်ထပ်အမျိုးသားတစ်ယောက်စက်ကြည့်ရအောင်တေဆုံးသူကမလာရဲဘူးလူများတယ်လို့ပြောပေမဲ့တီဟာကမရဘူးလားဆိုပြီးစွတ်ခေါ်နေတာတတိယစာမျက်နှာမှာတော့သူတို့ဆုံဖြစ်သွားကြပုံရတယ်တီဟာကရောက်ပြီးထွက်လာခဲ့တော့လို့ပြောတော့တေဆုံးသူကโอเคနီးရင်ပြောအောင်လို့ပြောတယ်တီဟာကရောက်တာကြပြီးโอเคလို့ပြောတော့တေဆုံးသူကโอเคအခုလာနေပြီလို့ပြောလိုက်တယ်ပြီးတော့သူတို့ဆုံကြတယ်ဒါဟိုတယ်ရှေ့ကပုံပါအဲ့ဒီအချိန်က7:18လောက်ပေါ့သူတို့ဟော်တယ်ဝင်မအိပ်ပဲအပြင်ပြန်ထွက်လာကြတာသူတို့မြန်မာပြည်တပ်ကိုထွက်မပြေးသွားဘူးဆိုရင်ထိုင်းရဲတွေဒီအမှုကိုဖမ်းမိမှာပါတနာစရာကောင်းလိုက်တာတေဆုံးသူကလက်ကလေးလွှဲပြီးပျော်ပျော်ရွှင်ရွှင်လမ်းလျှောက်နေတာသူတို့မုန်းနဲ့ဘီယာဝယ်ဖို့ကုံစုံဆိုင်ကိုသွားကြတာသတင်းထောက်ပြောပြတာကတော့ဒီလမ်းကနေအလောင်းတွေ့တဲ့နေရာကိုလမ်းလျှောက်သွားလို့ရတယ်တဲ့ဒါပေမဲ့သူတို့ကအဲ့ဒီနေရာကိုတိုက်ရိုက်မသွားဘဲဆိုင်ကိုအရင်သွားကြတာဒါဘီယာဝယ်ဖို့သွားကြတာကုံစုံဆိုင်ရှေ့ရောက်ပြီးဒါတီဟရဲ့မျက်နှာပါဒီဟထိုင်းမှာရှိနေသေးရင်မင်းမလုပ်ခဲ့ဘူးဆိုရင်ထွက်လာပြီးရှင်းပြပါဟောဆိုင်ထဲဝင်သွားပြီးထူးဆန်းတာကအမျိုးသားတစ်ယောက်ကဆိုင်ရှိမှာပဲရက်ဆောင်နေတယ်တီဟနဲ့တေဆုံးသူပဲဆိုင်ထဲဝင်သွားတာသူတို့မုံတွေဘီယာတွေရေခဲတွေဝယ်နေတာတွေ့ရပါတယ်ဆိုင်ထဲဝင်တဲ့ပုံမှာတီဟမျက်နှာကိုတော်တော်ရှင်းရှင်းလင်းလင်းမြင်ရတယ်တီဟကတေဆုံးသူနဲ့နောက်ဆုံးရှိနေခဲ့တဲ့သူဖြစ်နေလို့ပါတီဟရဲ့မျက်နှာကရုပ်ချောတဲ့သူတစ်ယောက်ပဲဒါတီဟပါပြီးတော့ဆိုင်ကထွက်တဲ့ပုံလည်းရှိသေးတယ်အဲ့ဒီအချိန်ကဒေခါနီးချိန်ဖြစ်မယ်ထင်တယ်ဒီဟရဲ့ထူးခြားချက်ကစံပင်နီရောင်ပါနောက်တစ်ယောက်ကတော့အမြဲတမ်းပုံနေတာပဲသူတို့၃ယောက်လမ်းလျှောက်သွားကြတာဒီနေရာကအလောင်းတွေ့တဲ့နေရာနဲ့နီးတယ်သူတို့ဆိုင်ကထွက်လာတော့ဘီယာ6ပလင်းဝယ်သွားတယ်လို့သိရပါတယ်ဆိုင်ရှင်နဲ့တွေ့ခဲ့ပါတယ်သူပြောတာကတီဟနဲ့တေဆုံးသူတို့ဘီယာနဲ့မုံတွေလာဝယ်သွားတယ်တဲ့ဆိုင်ရှင်ကသူ့ဆိုင်ကညနေမှပိတ်တာဆိုတော့လူငယ်တွေညဘက်ရက်လာဝယ်တာပုံမှန်ပဲလို့ပြောတယ်အဲ့ဒီနေ့ကတေဆုံးသူနဲ့အမျိုးသား2ယောက်ရောက်လာကြတယ်။2ယောက်ပဲဆိုင်ထဲဝင်လာပြီးတယောက်ကအပြင်မှာစောင့်နေတယ်။စုစုပေါင်း400ဘိုးလောက်ကြတယ်တဲ့။တေဆုံးသူကတီဟကိုမုံတွေယူချင်တာယူမမစကန်ဖတ်ပြီးပေးမယ်လို့ပြောခဲ့တယ်။ဆိုင်ရှင်ကတော့သူတို့ကိုအရင်ကတခါမှမမြင်ဘူးလို့ပြောပါတယ်။
အတန်ဖိုင်နင်းနဲ့နားထောင်ကြည့်ရအောင်ကောင်လေးတစ်ယောက်ပါလာတယ်ဆိုင်ထဲဝင်လာတာည7:40ကျော်လောက်မှာဘီယာ6ပုလင်းနဲ့မုန့်တွေဝယ်သွားတယ်တခြားဟာရောပါသေးလားကွန်တုံးတို့ပါတော့မပါပါဘူးကျမတို့ကတော့ပုံမှန်ဖောက်တယ်တွေပဲထင်တာတေဆုံးသူကဆိုင်ကိုခဏခဏလာတက်လားတခါမှမမြင်ဘူးအဲ့ဒီညကမှပထမဆုံးမြင်ဘူးတာ3ယောက်လုံးကိုရောမျက်မှန်တမ်းမိလားမမိပါဘူးလုံးဝမမြင်ဘူးနောက်တစ်ယောက်ကရော2ယောက်ကဆိုင်ထဲဝင်လာပြီးနောက်တစ်ယောက်ကအပြင်မှာပုန်းနေတယ်လို့ပဲဆိုင်ထဲဝင်လာတဲ့သူကဝယ်ချင်တာဝယ်မမစကန်ဖတ်ပေးမယ်လို့ပြောတာထိုင်းစကားတော်တော်ရှင်းရှင်းပြောတတ်တယ်ပြီးတော့ပစ္စည်းတွေဆွဲပြီးထွက်သွားကြတယ်အဲ့ဒီအချိန်ကမှောင်နေပြီးထူးခြားတာဘာမှတတိမထားမိဘူးသူတို့ထွက်သွားပြီးခဏနေတော့ဆိုင်ပိတ်လိုက်တာတယောက်ကဘာလို့အပြင်မှာစောင့်နေတာလဲဆိုတာမတင်ကြဘူးလားမတင်ကြပါဘူးတချို့ကအုပ်စုလိုက်လာရင်တယောက်2ယောက်အပြင်မှာစောင့်နေတတ်ကြတာပဲလေအဲ့ဒီလိုပေါ့ကျင်းရစ်ဟိုတွေကဝန်ထမ်းကတော့ဘာပြောလဲဝန်ထမ်းလေးကပြောတာကတေဆုံးသူကဖောက်တယ်ဟောင်းပဲခဏခဏလာတတ်တယ်တဲ့ဒါပေမဲ့ဒီတစ်ခါမှာတော့တီဟတ်နဲ့နောက်တစ်ယောက်ကဘေးမှာပဲစောင့်နေတယ်ကောင်တာရှေ့ကိုမလာဘူးတေဆုံးသူကအခန်းလာဖွင့်ပြီးဘီယာဝဲခြင်းတယ်လို့ပြောတယ်ဒါပေမဲ့ဟိုတွေကအရက်ရောင်းတဲ့အပိုင်းကပိတ်သွားပြီတေဆုံးသူကအပြင်ကအမျိုးသားတွေကိုတွားမေးပြီးဘီယာမရှိတော့ဘူးအဲ့ဒါကြောင့်ဒီမှာမရဲတော့ဘူးတခြားနေရာမှာတွားရတော့မယ်လို့ပြောပြီးထွက်သွားကြတာထူးခြားတာကတေဆုံးသူလာတိုင်းရွှေဆွဲကြိုးတွေရွှေလက်စွပ်တွေအမြဲဝတ်လာတတ်တယ်တဲ့ဝန်ထမ်းကတော့ညဘက်ကြီးရွှေတွေမဝတ်ပါနဲ့အနေရရှိတယ်လို့တတိပေးဘူးတယ်တဲ့ဒါပေမဲ့သူကရပါတယ်လို့ပဲပြောခဲ့တာအခင်းဖြစ်ပြီး CCTV ပြန်ကြည့်တော့ပစ္စည်းတွေပါသွားပုံရတယ်ဆွေမျိုးတွေကလည်းပစ္စည်းမဲ့လို့တက်တာလားလို့တန်တရားရှိနေကြတယ်မိသားစုအတွက်စိတ်မကောင်းဖြစ်ရပါတယ်အခုသတင်းထောက်သားကအလောင်းဆုံးပစ်ထားတဲ့နေရာကိုရောက်နေပါတယ်အဲ့ဒီနေရာကအရမ်းမောင်ပြီးလူသူကင်းမဲ့တဲ့နေရာပါဒါအဲ့ဒီနေရာအခြေအနေလေးပြောပြပါဦးပရိသတ်တို့ခင်ဗျာဒီနေရာကတေဆုံးသူနဲ့တန်တရားရှိသူအမျိုးသားတွေချင်းတွေ့ခဲ့တဲ့နေရာပါလမ်းမကနေမီတာ100လောက်ဝေးပြီးတောအုပ်လိုဖြစ်နေတာအလောင်းကိုကိုပင်ကြီးအောက်မှာမှောက်လျက်သားတွေ့ခဲ့တာပါအတွင်းခံတဲ့ဘောင်းဘီတွေကချွတ်ခံထားရတဲ့အနေထားပါမြေကြီးပေါ်မှာသွေးကွက်တွေလည်းရှိနေပါတယ်တက်တဲ့လက်နက်ကတော့ဒီနားကတစ်သားတို့လို့ယူဆရပြီးရဲတွေကတင်သွားပါပြီညဘက်ဆိုရင်မိထုံးဖို့လိုအပ်တဲ့အတွက်မိဘုံနှစ်ပုံရှို့ထားတာကိုလည်းတွေ့ရပါတယ်အခုရဲတွေကတရားခံကိုလိုက်လံဖမ်းဆီးနေသေးပါအခုမြန်မာရိုးရာအရဝိညာဉ်ခေါ်တဲ့အခမ်းအနားလုပ်နေကြတယ်ကိုပင်အောက်မှာသူငယ်ချင်းတယောက်ရဲ့ကိုယ်ရဲကိုဝိညာဉ်ဝင်အောင်လုပ်ပြီးဘာဖြစ်ခဲ့လဲဆိုတာမေးဖို့စူးစမ်းနေကြတာပါဝိညာဉ်ဝင်လာတော့သူငယ်ချင်းကတုံနေတာပဲဒါပေမဲ့ဘာမှပြောလို့မရဘူးဖြစ်နေတယ်ဝိညာဉ်ဝင်တဲ့အချိန်မှာစကားမပြောနိုင်ပဲရေပဲစာနေရတဲ့သူငယ်ချင်း3ယောက်ပြောင်းလဲပြီးလှုပ်ကြည့်တာလဲအကုန်လုံးတုံနေတာပဲရေတိုက်လိုက်ရသေးတယ်ဖုံးကြီးတစ်ပါးပင့်ပြီးဝိညာဉ်ခေါ်ယူခဲ့ပါတယ်မြန်မာတို့ရာအရသွေးစွန်းတဲ့မြေကြီးတွေကိုအိတ်ထဲထည့်ပြီးရေရဲစွန့်ပစ်ခဲ့ပါတယ်သူငယ်ချင်းကိုရဲ့ဝင်နှုံးကစကားမပြောနိုင်တာကမျက်နှာကိုမြေကြီးနဲ့ဖိထားခံရလို့ပြောမရတာလို့ဆိုပါတယ်လက်ဆရာမကနေတဆင့်ကြတော့တရားခံက9ယောက်လို့ပြောတယ်9ယောက်ထိရှိနိုင်တဲ့သူငယ်ချင်းကိုရဲ့ဝင်နှုံးကပြောမရပေမဲ့လက်ဆရာမကနေကြတော့9ယောက်လို့ပြောတာထူးဆန်းတယ်သူငယ်ချင်းရဲ့အတန်လေးနားထောင်ကြည့်ရအောင်ဝိညာဉ်ခေါ်ပြီးဘာဖြစ်ခဲ့လဲဆိုတာအမှန်တရားသိကျင်လို့လုပ်တာပါဝိညာဉ်ကဝင်လာတယ်လို့ပဲဒါပေမဲ့စကားပြောလို့မရဘူးဖြစ်နေတယ်ချမ်းတယ်လို့ပြောချင်တဲ့ပုံစံမျိုးလုပ်နေတယ်ရဲတွေရဲ့အလုပ်ကိုပဲဆက်လက်စောင့်ကြည့်ရမှာပါမဲဆောက်ကဘုံကြီးကျောင်းမှာနာရေးလုပ်နေကြပါပြီအမဖြစ်သူကနောက်ဆုံးအနေနဲ့နှုတ်ဆက်နမ်းပေးနေတာတွေ့ရပါတယ်တက်တဲ့သူကရက်ဆက်လုံးပါတယ်မျက်နာကိုမြေကြီးနဲ့ရိုက်တာမာတဲ့အရာနဲ့ထုတာတွေလုပ်ခဲ့တာဆိုတော့ဒီဟရေမင်းကြည့်နေရင်ထွက်လာပြီးအစ်စ်ဆေးခံပါမင်းကနောက်ဆုံးရှိနေခဲ့တဲ့သူဖြစ်လို့ပါကျမနဲ့အတူကြည့်ရှုပေးကြသောမိဘပြည်သူအပေါင်းတို့အားအထူးပင်ကျေးဇူးတင်ပါရရှင်မြန်မာပြည်ကြီးလည်းဘေးအမျိုးမျိုးမှာကင်းဝေးကြပါစေရှင်နောက်ထပ်အခုလိုအစီအစဉ်လေးတွေကိုမလွတ်တမ်းထပ်မံကြည့်ရှုဖို့ရန်အတွက်ကျမတို့ရဲ့ My Village Myanmar Channel လေးကို Like and Subscribe လေးနှိပ်ပေးခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်